သမီးလေးဒီလိုလမ်းဘေးဆိုင်နေမြစားကျင်သေးတယ်ဟောလမ်းလေးဆိုင်လေရှိုင်းစားရှိုင်းမစားနဲ့သမီးပိုင်းစားလို့ပါအမေရဲ့ကဲအဲ့ဒါဆိုလေစားအမနန်းကြီးတော့တူပဲရမယ်ရပြီရောဟဲ့ငန်တူးနေရပဲပြင်မရောငန်နဲ့ဟုတ်တယ်ပေါ့ရှုံနေရပဲပြင်မရောပေါ့တယ်ဟုတ်တယ်ပြင်မရောဘယ်ရချုပ်ဒီလာစားနာလဲဟဲ့ငါသမီးကအဲ့ဒီလောက်အများကြီးဘလို့စားနိုင်မှာလဲညီဟောင်လဲကြည့်ဦးကောင်းရိုးပုံကြီးကြာနေတာပဲအပေါ်တွေပြောနေနဲ့အဲ့ဒါကိုကောင်းစားမကုံပဲထသွားလို့ပြန်သွားလို့ရှင်ဒါနဲ့ခောက်ပါတော့နှစ်ယောက်တော့သမီးဒါကြီးကိုကောင်းအောင်စားရတယ်ကောင်းအောင်မစားရင်ဟိုကနဲ့ခောက်မယ်တကယ်စားရောကောင်းလားအမလေးဟဲ့ငါပြက်နေကြတပွဲတော့နှစ်ယောက်စားရလားအော်မိတက်ဟာညီကိုဟုတ်တယ်လေအမလေးနင့်လို့တခေါအောက်တန်းစားမသိမရောင်းပါဘူးကျောက်ကလည်းညီလို့အောက်တန်းစားရောင်းတဲ့ဆိုင်မှသိမစားပါဘူးအေးအမလေးကြီးကျယ်နဲ့ကောင်းပါဟာကဲလာသမီးကောင်းကျင်းနေတာသွားမယ်တော့ကြွမစားဘူးမစားနဲ့အောက်တန်းသား6ထားအမလေးငါအောက်တန်းစားတဲ့နောက်အဲ့လိုအောက်တန်းသားတွေမရောင်းနဲ့ကြားလားချမ်းသာဆိုပြင်ကောင်းပြင်နေမမီတက်မမီတက် ဟာဘယ်လိုလဲထားလဲဒီမှာမမီတက်ထုံးထားတဲ့ထိုင်းကြီးကစုကြီးပေါက်လို့ကျွန်တော်လာပြောတာညာဟာထိုင်းကြီးစုကြီးပေါက်တယ်ချမ်းသာပြီလားစိတ်ချပါကျမရှိလို့လာတဲ့တရုတ်ဆောင်တိုင်းအောင်မြင်သွားတယ်မဟုတ်ဘူးလားအမေ तू ကမင်းသားဖြစ်ချင်လို့တဲ့သူလဲအဲ့ဒီမင်းသားပါတာလို့ဒီမှာဟိုအော်သားလေးကမင်းသားဖြစ်ချင်တာလားဟုတ်နာမည်ဘယ်လိုခေါ်လဲတာအာကာလေးအာကာပြည့်အောင်အာကာပြည့်ဖြိုးအော်အာကာပြည့်ဖြိုးလားလှလိုက်တာသားလေးရေမင်းသားဖြစ်မှာဟဲ့တာဂျင်စော့လားစော့မမီလည်းစော့တယ်တာဂျင်စော့တဲ့ကြိုးပြောက်သွားလို့မစော့ပြစ်တော့ဘူးထိုင်ပြောနေအောင်မင်းအိုးဂျင်စော့တာလေအော်သားလေးရေမင်းသားဖြစ်မှာပါကြည်စမ်းသားလေးမှာကိုယ်ပိုင်တန်းရှိတယ်တဲလက်အော်ကိုယ်ပိုင်တန်းရှိတယ်နော်သားနော်ဘာများကိုနေပြရမလဲရှင်သမီးလေးတို့ကတရားတင်တဲ့သူတွေပါဟောဒီ agency ကြီးရဲ့တထေးမာကြီးနဲ့တွေ့လို့ရမလားသမီးအော်တွေ့လို့ရပါလားရှင်ခဏလေးစောင့်နော်ဟဲ့တော့ဟုတ်ပြီလားမင်းတော့ဟုတ်လိုက်ပါလားမင်းတော့ဟုတ်လိုက်ပါအော်ခဏလေးပါဟုတ်ပြောအမေသွားခေါ်ပေးရမလားရတယ်အမေကတခေါက်ဆိုလန့်တက်လို့အေးဟောခေါ်ပြီးကျဲတော့ကြောက်တာပေါ့အော်ငါတော့ပြောသွားသေးတယ်ကြည့်ဦးမင်းသမီးနဲ့တွေ့သားလေးကဘယ်လိုဖတ်မလဲကြည့်အေးသားလေးကြည့်ပြောင်ဖတ်တာမဟုတ်ဘူးလေအော်ငါ့ဖတ်လေဒုက္ခပဲမင်းသမီးကိုတွေ့သားဘယ်လိုဖတ်မလဲဒီလိုဟဲအဲ့လိုဖတ်မှာဟုတ်ပြီးတော့မင်းသမီးကိုနိုင်ဘယ်လိုနားမလဲမနိုင်ဘူးလေဘာဖြစ်လို့လဲကျွန်းလို့ကျွန်းစရာကြီးမမသားလေးဝတ်ချလေးပေါက်နေအမလေးပဲဒုက္ခပဲရုံးစရာလားမမီဟဲ့ဘာလဲအဲ့တဲ့မမီတွေ့ချင်လို့ပဲအမလေးဟဲ့အဲ့တဲ့လေလောက်ကိုရှုပ်တယ်ကဲအဲ့ထဲမှာစောင့်နေငါလာခဲ့မယ်ဟုတ်ကဲ့သားခဏသွားလိုက်ဦးနေနော်အမလေးဟဲ့အဲ့တဲ့ရောက်နေတယ်ဆိုလို့မဘသူများလဲလို့ဟဲ့ကဲတခေါ်ပြောဘယ်နာလာတဲ့တခေါ်လဲအကောင်မကဲညီလာတဲ့ကိစ္စကိုပြောပါဦးဆိုညီကဒီ agency ကြီးရဲ့တထေးမှာပေါ့ဟုတ်တယ်လေဒီ agency ရဲ့တထေးမှာဆိုတာငါပဲဘာဖြစ်လို့လဲအော်သွားတာဟာလားဟုတ်လားလို့ဟုတ်လားဟုတ်ရပါမေးအော်သူ့ပြောတာလေကောင်မရဲ့ဒါနဲ့နေပါဦးညီကဘယ်လိုချမ်းသာတော့ခြေကြီးကြောင်းပြီးချမ်းသာသွားတာဒီတော့နောင်စရာလားအမေရဲ့ဟုတ်တယ်လေငါမဘလို့ချမ်းသာနေနဲ့ပါဆိုင်လေငါသားလေးကိုနိုင်ငံကျော်ကြီးတယောက်ဖြစ်သွားအောင်ညီတာဝန်ယူရမယ်ဘလောက်ကုန်အေးငွေအကြောင်းကိုမပြောစမ်းမှနဲ့တခေါ်ရဲ့ဒီမှာငါကန်လိုက်တဲ့မင်းသားတိုင်းရလေမကြည့်တဲ့လူမရှိဘူးလက်ရောင်လိုက်တာပေါ့ထွားသွားတာဟဲ့ဒီပါလျှောက်တွေးနေတာလေလေညီပါပြောတာတော့ငါပြုတ်ပြီးကန်လိုက်တဲ့မင်းသားတိုင်းရနာမည်ကြီးအောင်မြင်သွားတာကိုပြောတာဟဲ့ကဲသားလီဟိုသားလီနာမည်ဘယ်လိုခေါ်လဲခဏအောင်ပါဗျနာမည်လေးကခံနိုင်အောင်ခံရအောင်တားလေးအရင်တော့တရုတ်ဆောင်ဘူးလားမဆောင်ဘူးနော်
ဟုတ်ပြီမမီတင်မေးမယ်ကတာထတရုတ်ဆောင်နေဆိုလားအချောက်မဟဲ့ဟာလေ ဟောငါသားတရုပ်ဆောင်မှာငါနဲ့ပါဆိုင်တော့ ဆိုင်နာပါဟဲ့နှစ်ယောက်တရုတ်ဆောင်မှာတားလို့စပုတ်ပေးလိုက်လေ ဟုတ်ပါလေ ကထတရုတ်ဆောင်ရင်တားသူ့တိချာကြည့်အောက်တန်းစားနဲ့မတူဘူးလား ဟောဘယ်ကလာလဲအောက်တန်းသားတော့ ဟဲ့တရုတ်ဆောင်ထဲမှာအောက်တန်းစားပုံစံပေါ့ဟဲ့တရုတ်ဆောင်နေတာ ပြီးရောအေး အောက်တန်းစားလို့တားမြင်လိုက်မြင်သွားပြီနော်ဒါအောက်တန်းစားဖြစ်သွားပြီအဲ့ချိန်မှာတားငါ့ကိုတစ်ချိန်ကနှိမ်ခဲ့ပါလားဆိုပြီးတော့ဒေါသနဲ့သူ့ကိုကြည့်ပြီးတော့လေနင်လားဟဲ့ငါ့ကိုနှိမ်ခဲ့တာဟုတ်လား ဟာကောင်မဘာလို့လက်ပါလာတော့ တရုတ်ဆောင်တာလေတင်ပေးနာလေ အော်တင်ပေးတာညီတို့တရုပ်ဆောင်လက်ပါတယ်ပေါ့ ပါတင်ပါတာဗော ဟောအေးပါလေ ကဲတာစိတ်နဲ့မှန်နဲ့ထိတ်ပြီးရိုက်ချလိုက်နော်နင်လားတစ်ချိန်ကငါ့ကိုနှိမ်ခဲ့တာပြော့တယ် Gana ya le, bello binche, chisle jama, ya luen lo chinde. ကျနာသူလေးဒီလိုချစ်စကားတချို့မြင်မာတယ်အသက်ခိုက်ပြီးနေရဲ့ A chisel to tiaute, chita mang tila. O prim pyo like me no, mang chao ko chi. အချစ်သမုတ်တရားရည်တော့မကုန်နိုင်ဘူးခွဲတိတ်တိတ်ချစ်တဲ့ခွဲဘယ်လိုတင်တင်တုံးလဲ Le go sanga do pya ma la. ဒီပြောမဲ့ဝင်လေ ဒီမှာချင်နာရေးပြလိုက်ဟိုရိုက်ခတ်သွားပြီချီရဲ့ လေကိုတနာတို့ပြမ အမေဘာဖြစ်နေရလဲ ဟဲ့အမလီရဲ့ကောင်မရဲ့ဒီမဲ့အိမ်မက်ထဲမှာတငယ်နဲ့ตายရနေတာလေအဲ့ဒါတငယ်ကနမ်းလိုက်တော့ဓာတ်တိုင်နဲ့တိုက်ပြီးခေါင်းနာသွားတယ်အိမ်မက်ထဲမှာ ဘယ်တငယ်လဲ ဟဲ့ခံကြအောင်လေ အေးအဲ့ဒီခံကြမှာအခုဖုံးလာတယ်အမေနဲ့ပြောချင်လို့တဲ့ အဖေလေအော်ဒုက္ခပဲ မနေ့ကတားမွေးနေပြီမမီးကိုလမ်းဖိတ်ပါ အဲဒါဆိုရင်မမီးကသားလေးကိုမွေးနေ့လက်ဆောင်ဝယ်ပေးရမှာပေါ့ မမီးတားပါလက်ဆောင်ဝယ်မှာလေ မင်္ဂလာပါကွယ်အဲ့သူကလည်းယောက်ျားလေးထားတယ်အစ်မမကြိုင်ဆုံးနာမင်္ဂလာပါမောင်လေးရဲ့ဘာလို့လဲလင်းလို့ အမေကရှူလိုက်တာဒီလိုစရာလားမေ အဲ့မောင်လေးမောင်လေးရတယ် ဟုတ်မှပါပြပြရမယ် မောင်လေးရွှေပန်းပြရ အမေကရှူတော့ဘာလို့ကိုတော့ အဲရွှေပန်းမဟုတ်ဘူးလေဟိုဒီရွှေလေးတွေပြပြီးတော့ရွှေအကြောင်းလေးကိုပြောပြတာလား ဟုတ်ကဲ့ကျွန်တော်တို့ရန်နာတိုက်ရွှေဆိုင်မှာတော့ဗောနော်16ပဲရီမီလင်းခောက်ရွှေပြင်15ပဲရီရွှေတယ်များနဲ့စိန်နေကြောက်တယ်များကိုလည်းဇင်းတို့ရှူတာတော့နဲ့ရောင်းချပေးပြီးတော့15ပဲရီရွှေတယ်များကိုလည်းရောတဲ့လက်ခတက်တာနဲ့ရောင်းချပေးနေပါတယ်ခင်ဗျဟုတ်ကဲ့စိန်နေကြောက်တယ်များကိုလည်း mobile banking နဲ့ personal ပေးကြမလို့ပဲဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာဒါကတော့ယောက်ျားလေးဝတ်တဲ့ ham chain ပေါ့နော်အမတစ်ချက်လောက်ကြည့်ကြည့်ပါဦးကျွန်တော်ပြပေးပါမယ်ခင်ဗျ ညလိုက်တာမောင်လေးလေဝင်းနာတောက်ပါပြီးအိစိတ်နေတာပဲ ဟုတ်ကဲ့ပါ ဒါလေးကလက်ဆောင်ပေးလိုက်တငယ်ရလေမနောက်ပေါင်လာမှတိတ်တိတ်တယ် အင်းပြတာပေါ့ ဒါအမမိုဘိုင်းဘန်ကင်းကနေရှင်းလို့ရအောင် ဟုတ်ကဲ့ mobile banking နဲ့လည်းရှင်းလို့ရပါတယ်ဗျ mobile banking ဆို personal ပေးကြမလို့ကျွန်တော်တို့ဘက်ကနေပြီးတော့ next မှာပါ ဟဲတမီးမိုဘိုင်းဘန်ကင်းဆိုလို့ရှိရင်အမေတို့ပါဆယ်ထုတ်ရမလို့ပါဆယ်နဲ့ပေးရမလို့ပါဆယ်နဲ့ပေးရမလို့ ကဲသားလေးတငယ်ချင်းတွေလည်းစုံပြီးမွေးနေ့ကိတ်လည်းအစင်းသင်းဖြစ်ပြီဆိုတော့မွေးနေ့လေးစားလိုက်ရအောင် Happy birthday issue ဘာလို့ဆိုနေလဲမမီးဘာလဲခရီးပဲတွေတူးယူလေ အော်တာရဲ့မှားသွားလို့ပါ ဟဲ့ငလမအကောင်မအမလေးညလာလေးမွေးနေ့ပွဲနောက်ကျနေပြီတငယ်ရတကောင်ကဖုံးဆက်နေပြီ အင်းမမေလာပြီ တငယ်ရောအမှုရတော့ပါလား ပါတယ်မေဒီမှာ သေချာသိကတက်နောက်ကကြမယ်ဒရိုက်ဘာမြန်လေးမောင်းပေးတော့ Happy birthday to you ဘာမမီးတက်လာနေ သားလေးမမီတက်နောက်ကျသွားတဲ့အတွက်အားလုံးရဲ့ကိုစားမမီတက်ကပဲအားလုံးကိုတောင်းမှန်ပါတယ်သားရဲ့ ရပါရဲ့မမီးရဲ့မမီးလာထားအချိန်ကောင်းမယ် ဟုတ်လားသားလေးရဲ့မွေးနေ့ပွဲဆိုတော့လေလက်ဝိယတနာတွေဝင်ဝေတာနဲ့နောက်ကျသွားတာသားလေး
အရေးမကြီးတာတွေအဖက်လုံးမနေပါနဲ့တားရဲ့ဒီနေ့ကတားလေးရဲ့အရေးကြီးတဲ့နေဆိုတော့ဟောဒီမှာမာမီပေးတဲ့တားလေးအတွက်လက်ဆောင်တားလေးအဲ့လိုမျိုးအသေးမွားလေးတွေဘာလို့မှလဲတားရဲ့တားလေးအတွက်မာမီတက်ဝယ်ပေးတဲ့လက်ဆောင် မမီရှားလိုက်တာမမီဟာရွှေလေးကဝင်းလဲတောက်ပနေရပဲမမီဒီရွှေဘယ်ဝယ်လာလဲ ဘယ်ရောက်ဝယ်ရမှာလဲတားရဲ့ရေဒနာတိုက်ရွှေဆိုင်ကမာမီကိုယ်တိုင်ဝယ်လာတာလေရေဒနာစုရရေဒနာလားရေဒနာတိုက်ကိုလှမ်းခဲ့ပါတဲ့အဲ့တော့ဟောဒီရွှေကရေဒနာတိုက်ကပေါ့တားရဲ့ဒါလေးလဲတိုက်ကလာတာပါပဲတားရဲ့ငှက်တိုက်ကလေငှက်တိုက်ကလာတာတားရဲ့ဟာဟဲ့ကောင်မရိုင်းလာ ਈ လားအမလေးညီကတိုက်ချင်းတူတာတော့မှညီကနဂတိုက်ကခိုးလာတာပြောတယ်ရဲ့ပြောတယ်ကဲတာဒီရွှေလေးတားကြိုက်လားကြိုက်တယ်မမီရေဒနာတိုက်ကဟမ်းမချင်းလေတားရဲ့နော်တားလေးကိုလက်ဆောင်အဖြစ်အပိုင်ပေးလိုက်ပြီ ဟုတ်ကဲ့ပါမမီမမီဒီအမတ်တရအနေနဲ့ကျွန်တော်ငွေလက်ဆောင်ပေးတဲ့ဒီဟမ်ချင်းလေးကိုကျွန်တော်ကအမတ်တရကျွန်တော်စုံပေးလိုက်မှာဗော သူ့စုံပြန်ပေးမှာတဲ့ဝမ်းသာစရာကြီး သူ့ဘောပြမှာဝမ်းတောင်စရာလား ဟာဟက်ကောင်မင်းနင်းစော်ပေးကြလားနင်းငါအားနာလေနင်းစော်ပေးမတော့ငါ့ကိုပြန်ပေးပြန်ပေးဟက်ကောင်အမေကတော့